တွေ့ချင်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါရှင်နော်ဒါမဲ့ဒီနေ့တရက်9လ25ပေါ့နော်12ကြိမ်မြောက်အတွက်ရှေ့တွဲပေါင်းခြင်းလေးပေါ့နော်ရှေ့တွဲပေါင်းခြင်းလေးကိုတွက်ပြပေးလိုက်မယ်နော်ဒါဆိုရင်လိုက်ပြီးတော့ကြည့်ပေးပါအောင်နော်ဒီမှာရှိတာ3ညဒီမှာရှိတာခွန်3ညခွန်နှလုံးပေါင်းတော့ပေါင်းခြင်းက9ဆိုပြီးတော့ရထားတယ်နော်ဒါဆိုလို့ရှိရင်ဘယ်ကနေနေပေါင်းပါလဲဆိုတော့ဒီမှာရှိတယ်3ခွန်8 9ဆိုပြီးတော့၄လုံးပေါင်းမယ်เนาะ3ခွန်နှလုံးပေါင်းတော့ပေါင်းခြင်းက3ညเนาะ3ည8 9ပေါင်းတော့ခွန်เนาะ3ညနဲ့ခွန်နဲ့ပေါင်းတော့သူကလည်းပေါင်းခြင်း9ပဲရတယ်ဆိုတော့9ညီမြခြင်း9ဆိုပြီးတော့ရထားတာပေါ့เนาะဒါဆိုရင်နောက်ထပ်တပင်ကြော်မယ်เนาะနောက်တစ်ခုဆက်သွားမယ်ဒီမှာ8ရယ်ခွန်ရယ်8ရယ်ခွန်ရယ်နှလုံးပေါင်းတော့ပေါင်းခြင်းက9ဆိုပြီးတော့ရထားတယ်เนาะ8ခွန်နှလုံးပေါင်းတော့9ကဒီမှာရှိတယ်2 3 8ပေါ့နော်အဲ့တော့၄လုံးပေါင်းမယ်2နဲ့ပေါင်းတော့4เนาะ3ရယ်8ရယ်ပေါင်းတော့1အဲ့တော့4ရယ်1ရယ်ပြန်ပေါင်းတော့ပေါင်းခြင်း5ဆိုပြီးတော့ရတယ်သူကလည်း9ညီမြခြင်း5ဆိုပြီးတော့ရထားတာပေါ့နော်ဒါဆိုရင်အခုဆက်ပြီးတော့သွားပါမယ်เนาะဒီမှာရှိတာက9ဒီမှာရှိတာက2 9နဲ့နှလုံးပေါင်းတော့ပေါင်းခြင်းခွန်ဆိုပြီးတော့ရထားတယ်เนาะဒါဆိုလို့ရှိရင်ဒီမှာလာမယ်3ရယ်9ရယ်ဒီမှာလာမယ်ထိတ်ရယ်အလေရယ်ပေါ့နော်ဒီလို၄လုံးပေါင်းမယ်ဆိုရင်ပေါ့မှာခွန်ညီမြခြင်းခွန်9ညီမြခြင်း9ဆိုတဲ့အတွက်ကြောင့်မလို့သူက9ညီမြခြင်း9ဖြစ်ကြမယ်เนาะဒါဆိုရင်9ညီမြခြင်း9ဖြစ်ကြမယ်ဆိုတဲ့အတွက်ကြောင့်မလို့ရှာလိုက်မယ်เนาะဒီမှာပေါင်းခြင်းဘယ်လောက်ရမလဲဆိုတော့3ရယ်9ရယ်နှလုံးပေါင်းတော့ပေါင်းခြင်းက2เนาะဒီနှလုံးနဲ့ပေါင်းမယ်ဆိုရင်ခွန်ဆိုတော့နှလုံးပေါင်းခြင်းက9ဖြစ်ကြမှာပေါ့เนาะဒီမှာနှလုံးပေါင်းခြင်း9ရယ်ဒီမှာ3 9 2ရယ်ပေါင်းတော့ခွန်ဆိုပြီးတော့ရမှာပေါ့နော်ဒါဆိုထိပ်စီးနှလုံးပေါင်းခြင်း9ဖြစ်ကြမယ်နော်ဒါဆိုရင်ခဏလေးထုတ်ကြည့်မယ်နော်ထိပ်က3ည1နဲ့3 4 5 6ခွန်8 9ဖြစ်မယ်ဆိုလို့ရှိရင်ဟုတ်ပြီနော်ဒါဆိုရင်နှလုံးပေါင်းရင်9ဆိုတော့3ညရင်9ရပေါင်းမယ်ဒီမှာအပိတ်တစ်လုံးလာလိုက်မယ်နော်နှလုံးပေါင်းရင်9ဆိုတော့1ဆိုရင်4ဖြစ်မယ်2ဆိုရင်3ဖြစ်မယ်3ဆိုရင်2ဖြစ်မယ်4ဆိုရင်1ဖြစ်ပါမယ်เนาะဒါနှလုံးပေါင်းခြင်း9ပေါ့เนาะရှေ့နှလုံးပေါင်းခြင်း9ပါเนาะဒီမှာ9ဆိုရင်3ညเนาะဒီမှာအပိတ်တစ်လုံးလာမယ်6ဆိုရင်9အပိတ်တစ်လုံးလာမယ်ခွန်ဆိုရင်10အပိတ်တစ်လုံးလာမယ်10ဆိုရင်ခွန်အပိတ်တစ်လုံးလာမယ်9ဆိုရင်6အပိတ်တစ်လုံးလာမယ်ပေါ့เนาะဒါဆိုရင်ဒါကရှေ့တွဲပေါင်းခြင်းလေးရှေ့တွဲတွဲလုံးလေးတွေပေါင်းခြင်း9ဆိုပြီးတော့ရထားပါတယ်เนาะဒါညီမရှာရီတာကိုချက်ပြခြင်းဖြစ်ပါတယ်ကိုတို့မတို့ကကြိုက်တူမချန်တဲ့တမဆိုလိုက်ပြီးတော့ကစားကြပါเนาะအားလုံးပဲလာမယ့်ပတ်မှာဆင်ပြေခံကောင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်